ဒီဂိတ်မှာလက်ရှိနေတဲ့အရာရှိတွေစစ်သည်တွေနော်စစ်သည်တွေကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေနော်အရာရှိစစ်သည်တက်မတော်အရာရှိစစ်သည်ဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ရှိရင်ရဲတပ်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါနေနေဗျာနော်မကြဆင်းပါနေနဲ့ KTV သွားတာလေးပါလေးလဲရှော့ကြပါနော်ကားသမားတွေကိုလည်းတင်းကြပ်နော်စစ်စရာရှိရစစ်ပြီးတော့မှနော်ထမင်းဘိုးဟင်းဘိုးပေါ့ဗျာဥပမာထမင်းဘိုးဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခင်ဗျားတို့ပတ်စံတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရောဦးစစ်သားကြီးတို့ဦးရဲကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော1000ပေးခဲ့တယ်လို့2000ပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာတော့ဗျာလူဘဝမှာကျွန်တော်တို့ကအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကျတော့အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ရေနီဂိတ်ကိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်